ကိုဟာတဲ့ငခုမြင်လုံးမဲပတုံးဆိုပေမဲ့ဘာနှလုံးသားကဖြူပါတယ်တဲ့ကွာကဆေပြောခဲ့တဲ့စကားတွေကဒီရုပ်ပါဖြစ်နေဆေပြောခဲ့တဲ့စကားတွေကဒါအလင်ညာတွေမဟုတ်နော်ဒီမှာတက်တက်ရှိတဲ့ဆေပေးခဲ့တဲ့ရီးစားစာအုပ်တွေတော့အဲ့ဒီတော့ဆင်ပြောခဲ့တဲ့စာဖတ်ပြဒီမှာကွာကပေးထားတဲ့စာဖတ်ပြမယ်ကြည့်နေရေမမြန်တို့အချစ်တစ်မျိုးနဲ့ဆွဲလန်းစွာချစ်နေရတဲ့နှင်းသိစေဖို့တဲ့အမေဒီစာလေးကိုဖတ်နေရတဲ့အချိန်မှာနှင်းတယောက်ရေကြီးရကန်းနဘေးကဒေလီယာပန်းကလေးလိုအေးမြလန်းဆန်းနိုင်ပါစေတဲ့အမေကာယံတွေနဘေးတွေနဲ့ဟာဒီလိုမျိုးကာယံတွေနဘေးတွေနဲ့ပဲမင်းတို့ကြွေတာမဟုတ်လားဒီမှာစာကြံလေးနဲ့ဖတ်ပြအောင်မယ်ကိုဟာတဲ့ငခုမြင်လုံးမဲပတုံးဆိုပေမဲ့ဘာနှလုံးသားကဖြူပါတယ်တဲ့ဟာမင်းတွေ့ဆိုအရာရာအလုံးဖြည့်စည်းပေးမဲ့သူပါဆိုအခုကြတော့ဘာမှကိုဖြည့်စည်းပေးဖို့နေနေတာဘာမှကိုခိုင်းလို့မရဘူးဟာဒီလိုပဲမင်းတို့ယုံအောင်ဒီမှာစာနဲ့တစ်မျိုးစကားနဲ့တစ်မျိုးယုံအမျိုးမျိုးယုံအောင်ပြောခဲ့ရတာဒါပေမဲ့မင်းယုံခဲ့တယ်မဟုတ်လား